ကမ္ဘောဒီးယားလို့ပြောရင်လူတွေတော်တော်များများသိထားကြတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ရှေ့တောင်အာရှမှာတည်ရှိပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံနဲ့လည်းသိမစိမ့်တဲ့ဘရင်နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။အင်ဒိုချိုင်းနာကျွန်းဆွယ်တောင်ပိုင်းမှာတည်ရှိပြီးတော့ area စတူဒီယံမိုင်ပေါင်း6998ကျုံးပါတယ်။အနောက်မြောက်ဘက်မှာထိုင်းနိုင်ငံအရှေ့မြောက်ဘက်မှာလာအိုနိုင်ငံအရှေ့ဘက်မှာဗီယက်နမ်နိုင်ငံအနောက်တောင်ဘက်မှာထိုင်းပင်လယ်ကွေ့တို့နဲ့နယ်နိမိတ်ချင်းထိစပ်နေပါတယ်။အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံဖြစ်ပြီးတော့လူဦးရေအဖြစ်15သန်းကျော်နေထိုင်ပါတယ်။သူတို့ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအရဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာအဖြစ်သတ်မှတ်ပြဋ္ဌာန်းထားပြီးလူဦးရေ69%ကျော်ကိုးကွယ်ကြပါတယ်။ကမ္ဘောဒီးယားနိုင်ငံရဲ့မြို့တော်ဟာဖနွမ်ပင်မြို့ဖြစ်ပြီးတော့နိုင်ငံရေးစီးပွားရေးနဲ့ယဉ်ကျေးမှုဆိုင်ရာဗဟိုဌာနမြို့လည်းဖြစ်ပါတယ်။ဒီကနေ့ဗီဒီယိုရဲ့ခေါင်းစဉ်ကတော့ကမ္ဘောဒီးယားနိုင်ငံကိုလာမယ်ဆိုရင်မဖြစ်မနေကြိုတင်သိထားရမယ့်အချက်3ချက်ကိုကျွန်တော်ဝေမျှသွားမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့သိထားရမှာကတော့ budget planning ပဲဖြစ်ပါတယ်။ကျွန်တော်တို့ကမ္ဘောဒီးယားနိုင်ငံကိုသွားလေတော့မယ်ဆိုရင်မဖြစ်မနေ budget ကိုကြိုတင်စီမံထားရမှာဖြစ်ပါတယ်။နောက်တစ်ခုအနေနဲ့ကအဲ့ဒီမှာရောက်တဲ့အခါမှာဆိုရင်ကမ္ဘောဒီးယားမှာဘယ်လိုငွေကြေးမျိုးစကိုသုံးလဲဆိုတာကိုလည်းကြိုတင်လေ့လာထားရမှာဖြစ်ပါတယ်။ကျွန်တော်ရဲ့အတွေ့အကြုံအရကမ္ဘောဒီးယားနိုင်ငံမှာအမေရိကန်ဒေါ်လာကိုအသုံးပြုလို့ရပါတယ်။အမေရိကန်ဒေါ်လာကိုကမ္ဘောဒီးယားရီ4000ကျော်နဲ့ညီမျှပါတယ်။တနည်းအားဖြင့်ပြောရမယ်ဆိုရင်ငွေကြေးအလွန်ဖောင်းပွတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ကျွန်တော်မြန်မာနိုင်ငံနဲ့လည်းတိတ်ပြီးမကွာခြားလာပါဘူး။ဘယ်ပစ္စည်းပဲဝယ်ကမ္ဘောဒီးယားရီနဲ့တွက်တယ်ဆိုရင်အရန်ကိုဈေးကြီးရလို့ထင်ရပါတယ်။ဘာဖြစ်လို့လဲဆိုရင်ကမ္ဘောဒီးယားရီရဲ့တန်ဖိုးကကျဆင်းနေတာကြောင့်ပဲဖြစ်ပါတယ်။မိတ်ဆွေအနေနဲ့ထိုင်းကနေသွားမယ်ဆိုရင်ထိုင်းဘတ်ကိုလည်းတည်သွားလို့ရပါတယ်။ဟိုမှာရောက်တယ်ဆိုရင်ထိုင်းဘတ်နဲ့ကမ္ဘောဒီးယားရီကိုအချိန်မရွေးလဲလို့ရပါတယ်။အဲ့တို့ကြောင့်ထိုင်းဘတ်ရှိတယ်ဆိုရင်လည်းယူသွားလို့ရပါတယ်ခင်ဗျာ။ဒီအချက်လက်တွေကကြည့်မယ်ဆိုရင်ဟိုတယ်မှာလည်းနေမယ်စားဖို့တောက်ဖို့လည်းရှိမယ်သွားဖို့လာဖို့လည်းရှိမယ်ဆိုရင်တရက်ကိုအမေရိကန်ဒေါ်လာ$15နဲ့ဒေါ်လာ20ကျပ်ကုန်ကျနိုင်ပါတယ်နောက်ပြီးတော့ကိုယ့်ရဲ့နေတဲ့ရက်ပေါ်မှာမူတည်ပြီးတော့လည်းကိုယ့်ရဲ့ budget ကိုပြန်သွားလို့ရပါတယ် budget အကြောင်းပြောပြီးတဲ့အခါမှာဒုတိယအနေနဲ့သိထားရမှာကစားဖို့တောက်ဖို့ကိစ္စပဲဖြစ်ပါတယ်ကမ္ဘောဒီးယားနိုင်ငံကိုရောက်တယ်ဆိုရင်ဘလို့အစားအသောက်မျိုးကိုစားလို့ရလဲသူတို့ရဲ့အစားအစာကကျွန်တော်တို့မြန်မာနိုင်ငံရဲ့အစားအစာတို့ထိုင်းစားအစာတို့နဲ့တိတ်ပြီးတော့မကွာခြားလာပါဘူးဟိုတယ်မှာနေတယ်ဆိုရင်ဟိုတယ်ကစီစဉ်ပေးတဲ့အစားအသောက်တွေကိုဝယ်ယူစားတောက်လို့ရပါတယ်။ဒီမင်းကျော်တပွဲကိုဝတ်သားနဲ့ဖြစ်ဖြစ်တက်သားနဲ့ဖြစ်ဖြစ်ကမ္ဘောဒီးယားရီရဲ့1200ကျပါတယ်။အမဲသားနဲ့ဆိုရင်1400ရှိပါတယ်။တင်မောတိတောင်းဆိုရင်1000ကျပါတယ်။ဖြော်ရည်တွေဆိုရင်တစ်ခွက်ကို6000ရှိပါတယ်။ရေတန့်1လီတာတန်တပူးဆိုရင်လည်း2500ရှိပါတယ်။ခောက်ဆွဲတပွဲဆိုရင်လည်း12000ရှိပါတယ်။ဒါကဟိုတယ်မှာဝယ်လို့မဟုတ်ပါဘူး။အပြင်မှာလည်းဒီဈေးအတိုင်းပါပဲ။ဘယ်အစားအသောက်ဝယ်ဖို့ပဲအနည်းဆုံးကမ္ဘောဒီးယားရီရဲ့1000ကနေစပါတယ်။1000 2000နဲ့ကတော့တိတ်ပြီးတော့မတွေ့ပါဘူး။တနေ့ကို3နက်စားမယ်ဆိုရင်ကျွန်တော်တွက်ပြပေးမှာဖြစ်ပါတယ်။သမင်းကျော်တပွဲကို12000ပါ3ပွဲဆိုရင်3600ရေတွေတည်စားတွေမပါသေးဘူးနောက်တစ်ခုကကြတော့ဒီချက်ပါတီတို့တိုရှေတို့ဆိုရင်တပွဲကို6000လောက်ရှိပါတယ်ပြောချင်တာကမိတ်ဆွေကအရန်အစားမဲ့တယ်ဆိုရင်တော့ဒီနေ့ကိုအလွန်ဆုံးကမ္ဘောဒီးယားရီရဲ့တသိန်းလောက်ကတော့ကုန်ကြမှာဖြစ်ပါတယ်ကမ္ဘောဒီးယားရီရဲ့ငွေကြေးဖောင်းပွားမှုကတော်လေးကိုကြီးမားပါတယ်ထို့အတွက်ကြောင့်မိတ်ဆွေရဲ့စားပုံတောက်ပုံပေါ်မှာမူတည်ပြီးတော့ကုန်ကြနိုင်ပါတယ်အစားအသောက်ကြောင့်ပြောပြီးတဲ့ခါမှာနောက်တစ်ခုသိထားရမှာကသွားရေးလာရေး transportation ကိစ္စပဲဖြစ်ပါတယ်ကမ္ဘောဒီးယားနိုင်ငံဖနွမ်ပင်မြို့မှာဆိုရင်တက်စီတွေတိတ်ပြီးတော့သုံးတာမတွေ့ရပါဘူးသုံးအများဆုံးက3ဘိတ်စိုက်ကဲခေါ်တုတ်တုတ်တွေကိုသုံးတာတွေ့ရပါတယ် foreigner ပဲဖြစ်ဖြစ် local people ပဲဖြစ်ဖြစ်ပေါ့နော်ဒီတုတ်တုတ်ကိုတော်တော်များများသုံးကြရတယ်နောက်တစ်ခုစိုက်ကဲကိုလည်းတော်တော်များများသုံးကြပါတယ်လမ်းတိုင်းနေရာတိုင်းမှာ3ဘိတ်ခေါ်တုတ်တုတ်ကမဖြစ်ပဲဖြစ်ပါတယ်ထို့အတွက်ကြောင့်မိတ်ဆွေကနေရာကိုတွားချင်တယ်ဆိုရင်3ဘိတ်စိုက်ကဲကိုငားရမှာပဲဖြစ်ပါတယ်မငားချင်မှုဆိုရင်တော့လမ်းလျှောက်ဖို့ပဲရှိပါတယ်နောက်တစ်ခုသတိထားရမှာကလမ်းဖြတ်ကူးတော့မှဆိုရင်အရှိအနောက်တောင်မြောက်အကုန်လုံးကိုကြည့်ပေးပါကမ္ဘောဒီးယားမှာလမ်းဖြတ်ကူးရတာစိတ်လှုပ်ရှားဖို့အရန်ကောင်းပါတယ်ထို့အတွက်ကြောင့်တစ်ခုခုဖြတ်ကူးမယ်ဆိုရင်တော့မျက်စိရှိချင်ထားဖို့အတွက်ဒီကနေကျွန်တော်သတိပေးချင်ပါတယ်နောက်ဆုံးတစ်ခုအနေနဲ့အပေါ်ပြောပြချင်တာကကမ္ဘောဒီးယားဖနွမ်ပင်မြို့ရဲ့ night flight အကြောင်းပဲဖြစ်ပါတယ်အရန်ကိုနာမည်ကြီးတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်အခုကျွန်တော်လမ်းမကြီးမှာလမ်းလျှောက်နေတာပဲဖြစ်ပါတယ်ဘေးမှာဆိုရင်တော့ဘားတွေ club တွေနဲ့ပြည့်နေနေပါတယ်နောက်တစ်ခုကကျတော့ဒီမီးရောင်စုံကလည်းအရန်ကိုကြီးလို့လာပါတယ်ဒီနေရာမှာဆိုရင်တော့ဒီဘီယာတောက်တာတို့ကျန်တဲ့ဟာတွေအမျိုးမျိုးလုပ်လို့ရတဲ့နေရာတစ်ခုဖြစ်ပါတယ် sex worker တွေလည်းဒီနေရာမှာတော်တော်များများတွေ့ရပါတယ်ဒီ industry ကတော်တော်လေးကိုကြီးမားတယ်ဆိုတာကိုဒီနေရာကိုကြည့်ချင်အဖြစ်သိရှိနိုင်ပါတယ်တခုသတိထားရမှာကယောက်ျားလေးတွေသွားရဲဆိုရင်တော့တယောက်တည်းမသွားဘူးကျွန်တော်အကြံပေးချင်ပါတယ်ဘာဖြစ်လို့လဲဆိုရင်တို့ကဒီလမ်းမကြီးအထိလာပြီးတော့ဆွဲတာမျိုးအထိကိုတို့ကြမ်းပါတယ်ထို့အတွက်ကြောင့်သွားမယ်ဆိုရင်တော့အဖော်နဲ့သွားဖို့အတွက်အကြံပေးချင်ပါတယ်တယောက်တည်းသွားမယ်ဆိုရင်တော့အပြေးလေ့ကျင့်ထားဖို့ကျွန်တော်ဒီကနေတိုက်တွန်းချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်